မနှက်ဖြန်ဆိုရင်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေရတော့မှာနော်ဒီလိုချင်းရောက်ရင်ကျောင်းသားတွေလည်းစိတ်လှုပ်ရှားနေကြမယ်မိဘတွေလည်းစိုးရိမ်နေကြမယ်အားလုံးကအောင်မြင်ခြင်းတဲ့စိတ်နဲ့ပြင်ဆင်နေကြမယ်အချိန်ပေါ့ဒီလိုပဲတောအုပ်ထဲကတရိษံလေးတွေကလည်းစာမေးပွဲနီးလာတာနဲ့တယောက်တစ်မျိုးရင်ခုန်နေကြတာပေါ့အဲ့ဒီလိုစာမေးပွဲရာသီရဲ့ရေစရာကောင်းပြီးတင်ငန်းစာလည်းရတဲ့တောအုပ်ကြီးထဲကပုံမြင်လေးတစ်ပုဒ်ကိုအခုပြောပြပေးခြင်းပါတယ်စာမေးပွဲနီးလာပြီဆိုတာနဲ့တောအုပ်ကြီးတစ်ခုလုံးမှာထူးထူးဆန်းဆန်းမြင်ကွင်းတစ်ခုပေါ်လာတတ်ပါတယ်စာအုပ်ဆိုင်တွေမှာလူပြည့်နေမယ်လို့ထင်ရပေမဲ့တကယ်တမ်းပိုစီကားနေတာကတော့ဘေဒင်ဆရာကိုကြီးကန်းအေကိုရှိပဲဗျကျောင်းသားတရိษံလေးတွေကစာကြိုက်ရမှာထဘယ်နေ့မှဘာဝတ်ရမလဲဘယ်အရက်ကိုမျက်နှာမူပြီးဖြေရမလဲဘယ်ကနန်းကကန်ကောင်းမလဲဆိုတာကိုပဲပိုစိတ်ဝင်စားနေကြတာကိုမနက်ခင်းစောစောကတကယ်တော့ကိုကြီးကန်းရဲ့ကူရှိမှာတန်းစီနဲ့တရိษံလေးတွေကများလွန်းလို့စာမေးပွဲခန်းထဲဝင်မဲ့တန်းစီလိုင်းထက်တောင်ပိုရှိနေတယ်လို့ပါပဲတချို့ကလက်ထဲမှာမှတ်စုစာအုပ်ကင်ခါကြတယ်ဒါပေမဲ့စာကင်ဖတ်ဖို့မဟုတ်ဘူးကန်ကောင်းစေမဲ့အယောင်ကန်ကောင်းစေမဲ့ကနန်းမချီခင်မလုံးတင်တဲ့အရာတွေကိုမှတ်ဖို့ပဲဖြစ်နေတယ်ခုအထင်းမှာတော့မိခိုးငွေလေးတွေအုံဆိုင်နေပြီးကြောက်ပြားကြီးတစ်ခုပေါ်မှာမြမန်းအဝိုင်းကြီးတက်ထားတဲ့ကိုကြီးကန်းကအရန်တီကြီးတဲ့ဆရာကြီးပုံစံနဲ့ထိုင်နေလာပေါ့ပထမဆုံးဝင်လာတာကတော့မြောက်ကလေးပါသူကစိတ်လှုပ်ရှားပြီးသူစာမေးပွဲအောင်မလားဆိုတာလာမေးတာပေါ့ကိုကြီးကန်းကလည်းမျက်နှာကိုခက်တီတီထားပြီးမင်းကအင်္ဂါသားပဲလို့စတင်ဟောလိုက်ပါတယ်ပြီးတော့စာမေးပွဲဖြေရင်အနီရောင်ဖောင်းကိုအိတ်ကက်ထဲထည့်သွားဖို့ chemistry ဖြေရင်1900ဆိုတဲ့ကဏ္ဍကိုတတိယဖို့ပြောပါတယ်အဲ့လာကကာဗွန်နိုင် C double bond O ရဲ့ peak ဖြစ်ပြီးမင်းအတာကန်ကောင်းစေမဲ့ကဏ္ဍလို့ပါထပ်ပြောသေးတယ်မြောက်ကလေးကတော့တကယ်ပဲမဟာလျှို့ဝှေ့ချက်ထိတီးလိုက်သလိုမျက်လုံးဝိုင်းဝိုင်းနဲ့ခေါင်းညိနေတော့တာပေါ့တကယ်တော့ chemistry စာထဲကအချက်တစ်ခုပဲဖြစ်ပေမဲ့သူ့အတွက်တော့အဲ့ဒီနေ့ကစပြီး1900ဟာကန်ကောင်းကနန်းဖြစ်သွားလေတော့နောက်တစ်ယောက်ဝင်လာတာကတော့ဝဝကြီးပါသူကတုံရင်ရင်နဲ့ဆရာကြီးကျွန်တော်စာမကြိုက်ရသေးဘူးဂုံထူးပါပါမလားဆိုပြီးမေးရှာတယ်ကိုကြီးကန်းကမျက်မှန်းကိုပြင်ပြီးမင်းကတော့ဂုံထူးမရနိုင်ဘူးလို့ပြောပါတယ်ဝဝန်ကြီးကအဲ့ဒီစကားကြားတော့ရင်ထဲမှာခြောက်ချားသွားပေမဲ့ကိုကြီးကန်းကဆက်ပြောပါတယ်ဗလာစာအုပ်မအိုက်တော့အောင်နိုင်ကြီးရှိသေးတယ်လို့ဟောလိုက်တာပါပဲအဲ့ဒီစကားကြားတာနဲ့ဝဝန်ကြီးခဗျာမျက်နှာကြီးပြုံးသွားပြီးအခွင့်အရေးရှိသေးတာပဲဆိုတဲ့မျက်နှာနဲ့ထွက်သွားတော့တယ်တကယ်တော့အဲ့ဒါဘေးရင်မဟုတ်ဘူးဗျာဗလာမအိုက်ရင်အောင်နိုင်ကြီးရှိတယ်ဆိုတာလူတိုင်းသိတဲ့အမှန်တရားပဲဗျာဒါပေမဲ့စိတ်ပူလို့နေတဲ့သူတွေတော့ရိုးရိုးစကားတောင်အကြီးစားအကြံဉာဏ်ကြီးလို့ခံစားသွားကြတတ်တာကိုအဲ့ဒီအချိန်မှာပဲတောအုပ်ထဲမှာနာမည်ကြီးလာတဲ့နောက်တစ်ယောက်ရှိသေးတယ်အဲ့ဒါကတော့လူလဲမြေခွေးပါပဲသူကတုတ်ကိုသူ sports ဆရာကြီးလို့ခေါ်ပြီးဒီနေ့စာမိုးပွဲမှာဘာတွေပါမလဲဆိုတာနတ်ပေးတဲ့မေခွန်းလိုအိမ်မက်ထဲကကြားမိသလိုနဲ့ဒရိษံလေးတွေကိုစီယုံနေတာပေါ့ဒီနေ့တော့ယုံကလေးနဲ့အခြားចောင်းသားလေးတွေကိုစုပြီး physics မှာ logic gates ထဲက and gate နဲ့ or gate ရဲ့ truth table တွေတေချာပေါက်ပါမယ်လို့ပြောတယ်ပြီးတော့ chemistry မှာ polymers အကြောင်းအထူးသဖြင့် addition polymer ဥပမာ polyethylene အကြောင်းမေးလိမယ်လို့လဲလေထန်ရှိုးဝက်နဲ့ပြောပြန်တယ်ဒါပေမဲ့
ယုံကလေးကတော့အယုံလွယ်တဲ့သူမဟုတ်ပါဘူးသူကလက်ထဲကစာအုပ်ကိုဖြည်းဖြည်းချင်းဖွင့်ပြီးသင်ခန်းစာအမှတ်အသားတွေနဲ့တိုက်ကြည့်လိုက်ပါတယ်ပြီးတော့ဒါကနတ်မင်းကြီးလာပြောတာမဟုတ်ဘူးဆရာကြီးဇီးကွက်တင်ထားတဲ့ important chapters တွေပဲလို့တီတီငင်ငင်နဲ့ပြန်ပြောလိုက်တယ် logic gates ကလည်းသင်ခန်းစာထဲမှာပါပြီးသား polymers ကလည်း review note ထဲမှာမှတ်ထားပြီးသားအဲ့ဒါကိုနတ်ပေးတဲ့မင်းခွန်းလို့လာပြောနေတာဟာတကယ်တော့စာအုပ်ထဲကအကြောင်းအရာကိုပြန်လဲသရုပ်ဆောင်နေတာပဲလို့ယုံကလေးကပညာပေးလိုက်တယ်အဲ့ဒီစကားကြတော့အနာကထရိဆန်လေးတွေကလည်းဟုတ်တာပဲဆိုတဲ့မျက်နှာနဲ့တယောက်မျက်နှာတယောက်ကြည့်နေကြတယ်လူလည်းမြေခွေးကတော့အရင်ကလိုခက်မမာမနေတော့ပဲရှက်ရွံ့သွားပြီးနောက်ဆုံးမှာရှက်နဲ့လှဲ့ထပ်သွားရတော့တာပေါ့ဗျာစာမေးပွဲဆိုတာကျောင်းသားတွေပဲစိတ်ဖီးစီတာမဟုတ်ဘူးဗျမိဘတွေကလည်းကိုသားသမီးအောင်မြင်ဖို့ဆိုပြီးပိုးတောင်စိုးရိမ်နေတတ်ကြသေးတယ်ဒီလိုစိတ်ပူလွန်တဲ့မိဘတွေထဲမှာဒေါ်စင်မကြီးကတော့အတော်လေးထင်ရှားပါတယ်စာမေးပွဲနီးလာတော့သူကသူ့သားစင်ပေါက်ကလေးကိုမစားတင်တာတွေမလုတ်တင်တာတွေအများကြီးပြောတော့တာပေါ့ပထမဆုံးကြက်ဥမစားနဲ့လို့တားတယ်ဘာလို့လဲဆိုတော့ကြက်ဥကတုံညာနဲ့တူလို့စာမေးပွဲမှာတုံညာရတော့မယ်လို့ယုံနေတာ哦ပြီးတော့အိမ်ကိုဓမြက်စီးမလဲနဲ့လို့လည်းပြောတယ်စာရီအကုန်ပါသွားမယ်လို့ဆိုတယ်အဲ့ဒါတွေမကသေးဘူးခေါင်းလည်းမလျှော်နဲ့ဦးဦးနောက်သေးကစာရီရှော့ထကုန်လိမ့်မယ်လို့ပါစိုးရင်တကြီးတတိပေးလိုက်သေးတယ်စင်ပေါက်တေးကဗျာကျက်ဥလည်းမစားရခေါင်းလည်းမလျှော်ရဓမြက်စီးမြင်ရင်တောင်လက်နေရနဲ့စာမေးခွဲမဖြေခင်ပါတဲ့ပုံပြက်ပန်းပြက်ထိနေရှာတာပေါ့ဒါပေမဲ့အဖေဖြစ်တဲ့ဦးစင်ကြီးကတော့အဲ့ဒီအချိန်မှာတားလီအနာခွေလာထိုင်ပြီးတီတီငင်ငင်နဲ့ပြောပါတယ်ဒါတွေကအယူအစော်တွေပဲအောင်ဖို့အရေးကြီးတာကစာဘလောက်နားလဲထားလဲဆိုတာပဲလို့တားကိုအားပေးရှာတယ်ကျက်ဥစားလို့တုံညမရဘူးခေါင်းလျှော်လို့စားမပြောက်ဘူးဓမြက်စီးလှဲလို့ဦးနောက်တဲကမှတ်ထားတာမထွက်သွားဘူးလို့နားလဲအောင်ဖြည်းဖြည်းချင်းပြောပြတယ်စားတော့မှန်မှန်လို့အိတ်လဲဝအောင်အိတ်ပြီးတော့စာကိုပဲအာယုံစိတ်ကျက်လို့ဦးစင်ကြီးကပြောလိုက်တဲ့အခါစင်ပေါကလေးရဲ့စိတ်ထဲမှာနည်းနည်းချင်းတက်ထလာပါတယ်တချို့အချိန်ဒီမှာကံကောင်းစေမဲ့စကားထက်စိတ်တည်ငြိမ်စေမဲ့အမှန်စကားကပိုအတုံးဝင်တတ်တာကိုဗျစာမေးပွဲမဖြေခင်နောက်ဆုံးညမှာတော့တောအုပ်ကျောင်းရဲ့အခန်းကြီးထဲမှာတပည့်တရိပ်ဆန်လေးတွေအားလုံးစုဝေးနေကြပါတယ်သူတို့ရှေ့မှာရက်နေတာကတော့တကယ့်ပညာရှင်ဆရာကြီးစီးကွက်ပါပဲဟန်ပါမကြည့်ဘူးလေးသန်းမဖော်ဘူးဒါပေမဲ့သင်ခန်းစာကိုနားလေအောင်သင်ပေးတတ်တယ်ဆရာခေါင်းတဲ့အောင်ပါအားလုံးကလည်းဒီညမှာတကယ်အတုံးဝင်မဲ့အကြံပြုချက်ရမယ်ဆိုတဲ့မျောလင်းချက်နဲ့တိတ်တိတ်လေးနားထောင်နေကြတယ်ဆရာကြီးစီးကွက်ကဒီအပိုင်းမင်းတို့ဘာတွေလိုက်လုံနေလဲဆိုတာငါသိတယ်လို့ပြောပြီးဘေးရင်သွားမေးတဲ့သူတွေရှိတယ်အိမ်မက်ကို support ထူနေသူတွေရှိတယ်အယူဆတွေယုံပြီးစိုက်ပင်မန်းနေတဲ့သူတွေရှိတယ်လို့ရှင်းရှင်းလင်းလင်းထောက်ပြလိုက်ပါတယ်ပြီးတော့တကယ် support ဆိုတာမင်းတို့စာအုပ်ထဲမှာပဲရှိတယ်လို့တီငိန်နဲ့အတန်းနဲ့ပြောလိုက်တဲ့အခါအခန်းထဲကတပည့်အားလုံးပိုပြီးအာရုံစိုက်လာကြတယ် chemistry မှာ esterification ကိုတေချာနားလည်ထားဖို့ acid နဲ့ alcohol ပေါင်းပြီး ester နဲ့ water ဘယ်လိုချစ်တယ်ဆိုတာသိရမယ်လို့ပြောတယ် physics မှာတော့ logic gates ကိုဇယားအနေနဲ့ပဲမမှတ်ပဲ and or not တို့ရဲ့အဓိပ္ပာယ်ကိုတကယ်နားလည်ထားဖို့လိုကြောင်းပြောတယ် English မှာတော့ essay ရေးတဲ့အခါခေါင်းစဉ်နဲ့စီလီယိုကောင်ရေးဖို့အထူးကအကြောင်းအရာမပြောက်စေဖို့တတိပေးတယ်စာမေးပွဲခန်းထဲမှာဖျားစာရွတ်နေုံနဲ့အဖြေကပေါ်မလာဘူးကံကောင်းအောင်ဝတ်သွားယုံနဲ့မတိလာကတိလာမဲ့မထင်နဲ့စာချက်ထားရင်စိတ်တည်ငြိမ်ထားရင်မေးခွန်းကိုတေချာဖတ်ရင်အုံနောက်ကအဖြေကိုပြန်ထုတ်ပေးလိမ့်မယ်လို့ဆရာကြီးစည်းကွက်ကအားပေးလိုက်ပါတယ်အောင်မြင်မှုဆိုတာအယူအဆနောက်ကမလာဘူး
စ조사မှုနောက်ကလာတာလို့ဆရာကြီးပြောလိုက်တဲ့အချိန်မှာတပည့်လေးတွေရဲ့မျက်နှာမှာနားလည်မှုနဲ့ယုံကြည်မှုပြန်ပေါ်လာတော့တာပေါ့ နောက်တစ်နေ့စာမေးပွဲနေ့ရက်လာပါတယ်တချို့ကကန်ကောင်းအယောင်တွေဝတ်လာကြတယ်တချို့ကအရှိရက်ကိုမျက်နှာမူပြီးတိတ်တိတ်လေးဆူတောင်းနေကြတယ်တချို့ကတော့1900ဆိုတဲ့ကနန်းကိုနှုတ်ခမ်းလုပ်ပြီးမှတ်နေကြသေးတယ်ဒါပေမဲ့မိကွန်းစာရွက်လက်ထဲရောက်လာတဲ့အချိန်မှာတော့ကန်ကောင်းကနန်းတွေထက်ကိုယ်ကောင်ထဲမှာနားရထားတဲ့သင်ခန်းစာတွေကပဲတကယ်အလုပ်လုပ်တာပါယုံကလေးကမိကွန်းကိုတီတီငိမ့်ငိမ့်ဖတ်တယ်စင်ပုတ်ကလေးကလည်းအဖေပြောသလိုစိတ်ကိုငြိမ်အောင်ထားပြီးဖြည့်တယ်ဘိုးဝင်ကြီးတောင်မတိတာတွေကိုအတင်းမဖြီးပဲတိတာတွေကိုအရင်စပြီးရသလိုရေးဖြည့်တယ်အဲ့ဒီလိုနဲ့စာမေးပွဲနေ့ဟာကန်ဆန်းတဲ့ညမဟုတ်ပဲစူးစမ်းမှုစမ်းသပ်ခံရတဲ့နေ့ဖြစ်သွားတော့တာပေါ့ဗျာနောက်ဆုံးတော့အားလုံးစောင့်မျှော်နေကြတဲ့အောင်စာရင်းတွေရောက်လာပါတယ်တအုပ်ကြောင်ရှိမှာဒရိရှန်လေးတွေအုပ်လိုက်အပြုံလိုက်စုနေကြတယ်တချို့ကရင်တုန်နေတယ်တချို့ကမျက်စိမိတ်ပြီးဆူတောင်းနေတယ်တချို့ကတော့ကိုယ့်နာမည်ကိုရှာဖို့တောင်လက်တုံနေကြတယ်ခဏကြာတော့အောင်စာရင်ကြီးညာလိုက်ပါတယ်ဗီဒီယုံပြီးစာမကြက်ခဲ့တဲ့သူတွေကတော့ဘာကြောင့်မအောင်တာလဲဆိုပြီးစိတ်မကောင်းဖြစ်နေကြရတယ်ဒါပေမဲ့စာကိုတကယ်နားလည်အောင်ကြက်ခဲ့တဲ့ယုံကလေးနဲ့စင်ပုတ်ကလေးတို့ကတော့ဂုံထူးတွေနဲ့အောင်မြင်သွားကြပါတယ်ဝဝကြီးလည်းဂုံထူးမရပေမဲ့အ ਨੇ ဆုံးအောင်သွားလို့အယမ်းဝမ်းတာနေတာပေါ့ဒီပုံမီလေးကပေးချင်တဲ့သင်ခန်းစာကတော့ကန်ဆိုတာဝီရိယရဲ့နောက်မှာပဲရှိတယ်ဆိုတာပါပဲစာမေးပွဲအောင်ဖို့ဆိုတာဘေးတယ်မေးတာထက်မေးခွန်းကိုမေးခွန်းနဲ့တူအောင်ဖြေနိုင်ဖို့ကပိုအရေးကြီးပါတယ်ယုံကြည်မှုရှိတာကကောင်းပါတယ်ဒါပေမဲ့ယုံကြည်မှုအပေါ်မှာစူးစမ်းမှုထပ်ပေါင်းထားမှတကယ်အောင်မြင်မှုကိုရနိုင်မှာပါဗျာဒီလိုဟာတာလဲပါပြီးသင်ခန်းစာလဲရတဲ့ပုံပြင်လေးတွေကိုကြိုက်တယ်ဆိုရင် Mind Bloom Channel ကို Subscribe လုပ်ထားပြီးနောက်ထပ်ပုံပြင်အသစ်တွေကိုဆက်လက်အားပေးကြပါအောင်နော်